တောအုပ်ကြီးထဲမှာတော့နွေရာသီရဲ့အပူချိန်ကအရန်ပြင်းထန်နေခဲ့ပါတယ်။မြစ်တွေချောင်းတွေနဲ့ရေကန်တွေအားလုံးလဲခန်းချောက်ကုန်ပြီးငှက်ကလေးတွေခမရေတစ်စက်တောက်ရဖို့အတွက်ကိုတောင်မနှဲတောင်းတနေရရှာတယ်။မေတော်လို့ခေါ်တဲ့စာကလေးမလေးရဲ့မိသားစုကလည်းအတိုက်ထဲမှာထိုင်ရင်းနဲ့ရေငန်လုံးလို့အာရင်ကုန်ခန်းနေကြတာပေါ့။မိမိနဲ့ညီညီလို့ခေါ်တဲ့မောင်နှမနှစ်ယောက်ကလည်းရေငန်လုံးလို့အခြေအနေတော်တော်ဆိုးနေခဲ့ပါတယ်။မမေတာရေအရမ်းငတ်နေပြီ။လေကြောင်းထဲမှာစူးတယ်နဲ့စူးနေတယ်လို့ပဲ။တောက်ဖို့ရေနည်းနည်းလေးတောင်မရှိဘူးလားယင်ဟုတ်တယ်မေမေညီညီပြောတာမှန်တယ်မြေထက်ရေတွေအကုန်လုံးနေပူလို့ခန်းချောက်ကုန်ပြီအခုတို့တွေရေဘယ်ရမှာလဲယင်မိမိနဲ့ညီညီစိတ်ရှိရှိထားကြစမ်းပါကွယ်ဖေဖေနဲ့မေမေအခုပဲတော့ရဲ့တခြားတစ်ဖက်ကိုသွားပြီးရေရမယ်နီးလန်းကိုဘလို့ပဲဖြစ်ဖြစ်ရှာဖွေအောင်ပါပါကိုလဲလို့ခေါ်တဲ့အဖေစာကလေးကလည်းအိမ်ထဲကိုပြန်တန်းဝင်ရောက်လာပါတယ်မေတော်ကြီးကောင်းငင်မှာတော့မိုးတိမ်မဲကြီးရောက်နေတာတော့တွေ့သားပဲဒါပေမဲ့ဘာလို့မရွာတာလဲမသိဘူးနော်တိမ်ကြီးကတိုးတော့ကိုစိတ်ကောက်နေတယ်လို့ပဲတကယ်တော့ကောင်းကင်မှာကြီးမားတဲ့မိုးတိမ်မဲကြီးတစုရှိနေတာ2ရက်လောက်ရှိနေပါပြီဒါပေမဲ့မိုးတစ်စက်မှမရွာချခဲ့ဘူးလေဒီလိုနဲ့မေတော်နဲ့ကိုလက်တို့စနီးမောင်နှံရေရှာပွေးနဲ့အဲ့ဒီမိုးတိမ်မဲကြီးနာကိုပြန်တန်းသွားကြပါတယ်မိုးတိမ်မဲကြီးခင်ဗျာအခုလိုကြီးမားပြီးရေတွေအပြည့်ရှိနေပါရဲ့နဲ့တိုးတော့ဘောဘာလို့ရွာချမပေးတာလဲယင်ထိုကလေးတွေခင်ဗျာရေငတ်နေကြပြီလို့ပြောတဲ့အခါမှာတော့မိုးတိမ်မဲကြီးကဝမ်းနဲ့ပလက်နဲ့ပြန်ပြောလိုက်ပါတယ်ငှက်ကလေးတို့ရဲ့ငါအယံဝမ်းနေပြီးစိတ်မကောင်းဖြစ်နေလို့မရွာချင်တာပါလွန်ခဲ့တဲ့ရက်ပိုင်းကငါဒီတော့ကိုဖျက်သွားတော့ငှက်တချို့ကငါ့ကိုတော်တော်လေးစော်ကားမော်ကားပြောဆိုခဲ့ကြတယ်အဲ့ဒီငှက်တွေငါ့ကိုလာမတောင်းမှန်မချင်ငါဒီတော့ဘုံမိုးရတစ်စဲမှရွာချမပေးနိုင်ဘူးဒါပေမဲ့မိုးတိမ်ကြီးခင်ဗျာထိုတော့ကငှက်တွေကသဘောကောင်းကြပါတယ်ဘယ်သူမှမသိဘူးအဲ့ဒါလိုပြောလိုက်တာပါလေနာမည်လေးပြောပြပါဦးလို့မေတော်ကမေးလိုက်တဲ့အခါမှာတော့ကြီးကန်းနေလေကြီးကန်းအမဲကောင်နေပေါ့သူငါ့ဘောရှော့နေနေပဲကြပြီငါကြောင့်သူတို့အတိုက်တွေမိုးဆုပ်ကုန်တယ်လို့အပြစ်တင်ကြတာမေတော်ကချက်ချင်းပဲအချင်းတွေကိုသဘောပေါက်သွားပြီးတော့ကြီးကန်းနေစီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကိုလက်ကကြီးကန်းနေကအရန်ဆိုးတယ်ဒိုစကားကိုနားထောင်မှာမဟုတ်ဘူးတောအုပ်ထဲကတခြားငှက်တွေဖြစ်တဲ့ခိုးတွေကြက်တူရည်တွေကိုပါအဖော်ခေါ်ပြီးတော့ကြီးကန်းနေရဲ့အတိုက်စီကိုစုပေါင်းသွားကြပါတယ်ကြီးကန်းအတိုက်မှာတော့ဦးမဲနဲ့ဒေါ်မဲလို့ခေါ်တဲ့ကြီးကန်းလင်မယားနဲ့သူတို့ရဲ့သားလေးနတ်မောင်တို့ဟာရင်ငန်လုံးလုံးနှုံးခွေနေကြပေမဲ့ငါးနာတွေကတော့တက်နေကြတော့မှာပဲကြီးကန်းနေမင်းတို့ရဲ့မိုင်းမဲမှုကြောင့်ဒီနေ့တောအုပ်တစ်ခုလုံးရင်ငတ်သေးတော့မယ်မင်းတို့မောတိမ်မဲယူစော်ကားခဲ့တာမို့လို့ခုချက်ချင်းသွားတောင်းမှန်လိုက်ကြစမ်းတခြားငှက်တွေကအဲ့လိုပြောတဲ့အခါမှာတော့ကြီးကန်းမဒေါ်မဲဟာအိုးနှုတ်သီးထူတဲ့ကောင်နေသွားကြစမ်းပါတို့ကဘာလို့တောင်းမှန်ရမှာလဲမိုးတိမ်ကဒိုတော့ဝယ်ဘရင်မမဟုတ်တာမိုးရွာမယ့်အချိန်ကျရင်အလိုလိုရွာလာမှာပဲလို့ရိုင်းဆိုင်စွာပြန်ပြောလိုက်ပါတယ်ကြီးကန်းဦးမဲရလေဒေါ်မဲပြောတာမှန်နေသွားကြတော့ငှက်ဒီတို့ကတော့ဘသူရှိမှခေါင်းမငုံနိုင်ဘူးမတောင်းမှန်နိုင်ဘူးကြီးကန်းနေရမာနထောင်လွှားစာနှင်ထုတ်လိုက်တာကြောင့်ငှက်တွေအားလုံးကဝမ်းနေပြီးပြန်သွားကြရပါတယ်အပူရှင်ကပိုးပြင်းလာပြီးတော့တစ်ပင်ပန်းပန်းတွေပါညှိုးနှမ်းလာပါတယ်နောက်တနေ့မနေ့မှာတော့အချင်းကြီးကတော်တော်လေးကိုဆိုးရွားသွားပြီးတော့ကြီးကန်းစနီးမောင်နဲ့သားလေးနဲ့မောင်ကရင်ငန်လုံးလို့သတိလစ်ပြီးမြေပြင်ပေါ်လဲကျသွားပါတော့တယ်အဲ့ဒီအခါကျမှပဲကြီးကန်းလင်မယားလဲလန့်ဖြန့်ငိုယိုပြီးတော့ခဲကြပါဦးဒိုသားလေးကိုတယောက်ယောက်ရေလေးကူညီကြပါအောင်လို့အော်ဟစ်ကူညီတောင်းကြပါတယ်ဒါပေမဲ့ဘသူမှရေတစ်စက်တောင်မရှိကြပါဘူးအဲ့ဒီအချိန်မှာမေတော့စီမှာတော့သူ့ရဲ့ကလေးတွေချန်ထားတဲ့အုံးဒီကွန်နဲ့ကနောက်ဆုံးရေလဲကြံလေးရှိနေပါတယ်နတ်မောင်လေးရဲ့အခြေအနေကိုမြင်လာရတော့မေတော့ကတနာကျင်နာစိတ်ဝင်ပြီးတော့အုံးဒီရဲ့ရေလေးကိုယူပြီးကြီးကမ်းမစီပြေးလွှားသွားပေးလိုက်ပါတယ်ဒေါ်မဲရော့ဒီရေကိုနတ်မောင်လေးကိုတိုက်လိုက်ပါအခုချိန်မှာကလေးတက်ကိုကဲဖို့ကအရေးကြီးဆုံးပဲဒေါ်မဲကလည်းရေကိုကလေးပါးစပ်ထဲကိုအမြန်တိုက်လိုက်တဲ့အခါမှာတော့နတ်မောင်လေးကတတိလေလာပြီးတက်တာသွားပါတယ်စာကလေးမလေးရဲ့အဲ့ဒီလိုမုံမြတ်တဲ့ကယူနာတရားကိုမြင်လာရတဲ့အခါမှာတော့ကြီးကန်းနေရဲ့မာနာတရားတွေဟာအပိုင်းပိုင်းကြိုးကြည်ကုန်ပြီးတော့အရန်ကိုရှက်ရွံ့သွားကြပါတော့တယ်မေတော့မင်းကတကယ်ကိုသဘောကောင်းလုံးပါတယ်တို့တွေဒီလောက်ရိုင်းဆိုင်ခဲ့တာတော့မင်းကလေးတွေချန်ထားတဲ့ရေကိုတို့သားလေးကိုပေးတယ်နော်တို့လောက်ရဲ့အတွက်တို့တကယ်ပဲရှက်မိပါတယ်လို့တောင်းပန်ရှာပါတော့တယ်ဦးမဲနဲ့တော်မဲရဲ့အခုလည်းအချိန်မနှောင်းသေးပါဘူးကောင်းငင်ကိုကြည့်ပြီးတော့ကို့အမကိုရိုးရိုးသားသားတောင်းပန်လိုက်ကြပါမိုးတိမ်ကြီးကခွင့်လွှတ်မှာပါမင်းတော့အဲ့ဒီလိုလမ်းညွန်ပေးလိုက်တဲ့အတွက်ကြီးကန်းလင်မယားကောင်းငင်ကိုမော့ကြည့်ပြီး
မျက်ရည်ကျရင်းနဲ့အမကိုတောင်းပန်လိုက်ကြပါတယ်။ကြီးကန်းကြီးရဲ့စစ်မှန်တဲ့တောင်းပန်စကားကိုကြားရတဲ့အခါမှာတော့ကောင်းကင်ကမိုးတိမ်မဲကြီးရဲ့ဒေါသတွေပြေပြောက်သွားပြီးတော့တောအုပ်ကြီးထဲမှာလေအေးလေးတွေတိုက်ခိုက်လာပါတယ်။တပြိုင်နက်တည်းမှာပဲမိုးတိထန်စွာရွာသွန်းပေးပါတော့တယ်။ငှက်ကလေးတွေအားလုံးလည်းပျော်ရွှင်စွာရေတောက်ကြရပါတော့တယ်။ပုံမြင်လေးရဲ့သင်ခန်းစာကတော့မာနထောင်လွှားခြင်းနဲ့ရိုင်းဆိုင်ခြင်းရဲ့ရလဒ်ကအမြဲတမ်းပျက်စီးဆုံးရှုံးမှုသာဖြစ်စေပါတယ်။တဘာဝတရားရဲ့ကောင်းချီးတွေကိုကျေးဇူးတင်တတ်ရပါမယ်။ဒုက္ခရောက်နေချိန်မှာမိမိရဲ့ရန်သူကိုကူညီခြင်းဟာအမွန်မြတ်ဆုံးတရားဖြစ်ပြီးတော့ကောင်းမြတ်ခြင်းတရားနဲ့စိုးသွမ်းသူတွေရဲ့နှလုံးသားကိုပါပြောင်းလဲပြစ်နိုင်ပါတယ်။နောက်ထပ်ပုံမြင်တစ်ပုံမှာတော့တောအုပ်ကြီးထဲမှာမနက်ခင်းကလေးကမိုးတိမ်တွေမိုင်းညွတ်နေပြီးလေအေးတွေတိုက်ခတ်နေခဲ့ပါတယ်။မိတော်စားကလေးမလေးကအိမ်ပြင်မှာထိုင်ရင်းနဲ့ကိုလက်ကြီးဒီနေ့မိုးတော်တဲမဲ့ပုံမယ်နော်လို့ပြောတော့ကိုလက်ကလည်းဟုတ်တယ်မိတော်ကြီးတိမ်နေအယောင်ကိုကြည့်ရတာဒီနေ့တော့အကြီးကျယ်ရွာမှာပဲလို့ပြန်ပြောတော့မှာပဲမိမိနဲ့ညီညီတို့ကအပြေးလွှားရောက်လာပါတော့တယ်မမေဒါမြင်နာမှာတကယ်ချင်းနေနဲ့တောက်ကစားလို့ရမလားယင်ညီညီကပူစားပြီးမဲ့မေတော်ကတော့ရာသီဥတုမကောင်းလို့ခွင့်မပြုခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲမိုးကြိုးတွေပြက်ခတ်ပြီးမိုးကလည်းတဲတဲမဲမဲရွာချပါတော့တယ်ခဏလေးအတွင်းမှာပဲတောအုပ်တစ်ခုလုံးရေရီရှန်တက်လာပြီးတော့ကလေးတွေလည်းအိမ်ထဲမှာပိတ်မိပြီးပြင်းနေကြတော့တာပေါ့အဲ့လိုထိုင်နေတော့မှပဲရုတ်တရက်လေထဲကနေအရန်ကိုမှုှေးဆိုင်လာတဲ့အနံ့တကူရောက်လာပါတော့တယ်မမေရှူကြည့်ပါဦးဘာနံလဲမသိဘူးနော်တေးရိုးချင်းစရာပဲကလေးတွေကပြောလိုက်တဲ့အခါမှာတော့မိခင်ဖြစ်သူမေတော်ကလည်းဟုတ်ပါကွယ်ဒါပူပူနွေ့နွေ့ခောက်ဆွဲပြုတ်အနံ့ပဲလို့ရိပ်မိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်တကားခောက်တန်ကြားလို့ဖွင့်ကြည့်လိုက်တော့ပူးဖြူလို့ခေါ်တဲ့ခိုကြီးရောက်လာပါတယ်မေတော်နဲ့ကိုလက်တို့ရေမင်းတို့ကဒီအမွှေးနိုင်ယူရကြရဲ့လားမြေဘေးနားမှာတော့အရန်လှပြီးအရသာရှိတဲ့ခောက်ဆွဲကြောက်ဆိုင်အသေးကြီးဖွင့်ထားတယ်ကလေးတွေကသွားကျင်လွန်လို့ပူစားတာကြောင့်မေတော်လဲစိတ်ပူပေမဲ့ကလေးတွေပြောအောင်ဆိုပြီးတော့တောအုပ်ထဲကတခြားငှက်တွေနဲ့အတူထီးရောင်စုံကိုစီဆောင်ပြီးတော့ခောက်ဆွဲကြောက်ဆိုင်ကြီးကိုပြန်တန်းသွားကြပါတော့တယ်အဲ့ဒီအချိန်မှာပဲတစ်ပင်ချောက်တစ်ခုပေါ်မှာထိုင်နေတဲ့ဦးမင်းနဲ့တော်မဲကြီးကန်းလင်မယားရဲ့သူတို့ရဲ့သားလေးနက်မောင်တို့ရာဒါကိုလမ်းမြင်သွားပါတယ်မမေသူတို့တွေခောက်ဆွဲသွားစားကြတာပျော်စရာကြီးနော်သားလည်းဖိုက်စားပြီးခောက်ဆွဲစားကြတယ်လို့ပြောပေမဲ့ကြီးကန်းမကြီးကတော့တို့မှပတ်စံမရှိဘူးငိမ့်ငိမ့်ထိုင်နေလို့ငေါက်လိုက်ပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူဦးမဲကြီးကန်းကတော့အကြံရုပ်တစ်ခုကိုရသွားပါတယ်ပတ်စံမရှိလဲဘာဖြစ်လဲတို့တွေပတ်စံမလို့ပဲစားအောင်ညံစင်မဲဆိုပြီးတော့ငှက်တရဲ့နောက်ကိုတိတ်တဆိတ်လိုက်သွားပါတော့တယ်ခေါ်ဆဲဆိုင်လေးကအရန်လှပြီးတော့မီးအောင်စုံနေနဲ့ဆွဲဆောင်မှုရှိလာတယ်လို့အိုးကြီးတွေထဲမှာလည်းခေါက်ဆွဲတွေကအငွေတစ်ထောင်းထောင်းနဲ့ကျက်နေပါပြီငှက်တွေအားလုံးကလည်းပျော်ပျော်ပပနဲ့မှာယူစားတောက်နေကြတာပေါ့အားလုံးကအစားတောက်မှအာယုံဆိုင်နေတော့ဦးမဲကြီးကဆိုင်နောက်ဖေးကနေချောင်းပြီးတော့ဆိုင်ရှိရဲ့ပတ်စံတက်တာကိုလမ်းမြင်သွားပါတယ်အထဲမှာငွေဆက်ကူတွေအကျွေးစီတွေအများကြီးရှိနေတာတွေ့တော့ဒီတက်တာကိုခုချက်ချင်းဖျောက်လိုက်ရင်ဆိုင်ထဲမှာရုံးရင်ဆန်ခတ်ပြေးပြီးအားလုံးခောက်ဆွဲစားပြက်ကုန်ပါပဲဦးမဲကြီးကဆိုင်ရှင်အချက်ပြုတ်ဖက်ကိုလှည့်နေတဲ့အချိန်မှာပဲပတ်စံတက်တာကိုခိုးယူပြီးချုံမုတ်ထဲမှာဝှက်ထားလိုက်ပါတယ်ဆိုင်ရှင်ပြန်လာလို့ပတ်စံတက်တာပြောင်းနေတာကိုသိတဲ့အခါမှာတော့တဆိုင်လုံးလှမ်းဖြန့်သွားပြီးတော့ဘယ်သူယူတယ်လဲဆိုတာကိုရှာဖွေကြပါတယ်အဲ့ဒီအချိန်မှာထောင်းတနေရာကနေကြီးကန်းနေရာတိတ်တဆိတ်သဘောကျနေပါတယ်ဖခင်ဖြစ်သူဦးမဲရဲ့မျက်စိမှိတ်ပြတာကြောင့်သားဖြစ်သူနတ်မောင်ကအတန်ကြဲကြဲနဲ့မူသားစကားစပြောပါတော့တယ်ကျွန်တော်ထင်တယ်အဲ့ဒီပတ်စံတက်တာကိုညီညီခိုးတာဖြစ်ရမယ်သူအဲ့ဒီနားကနေရှောက်သွားတာကျွန်တော်မြင်လိုက်တယ်လို့ဆွဆွဲပါတော့တယ်ကျွန်တော်မခိုးပါဘူးတက်တာကိုလက်နဲ့တောင်မထိရပါဘူးဟုတ်ပါတယ်ကျမသားလေးကအဲ့လိုမကောင်းတဲ့အလုပ်တွေမလုပ်ပါဘူးဆိုင်ရှင်ကလည်းဘသူစကားကိုယုံမှန်းမသိဖြစ်နေတော့မှပဲချက်တူရဲ့မျက်စိဟာဆိုင်ချမ်းမြေပေါ်မှာကျနေတဲ့ကြီးကန်းရဲ့အမွှေးမြင်မဲမဲတွေကိုတွေ့သွားပါတယ်ဟောတာကြီးကန်းမွှေးတွေပဲဒီဆိုင်ထဲကိုကြီးကန်းတွေဘလို့ရောက်နေတာလဲလို့ငှက်တရမေးခွန်းထုတ်ပြီးတော့ကြီးကန်းတွေဘက်ကိုဝိုင်းကြည့်ကြတဲ့အခါမှာတော့ဦးမဲကြီးကန်းကမျက်နှာပြက်ပြီးတုံတုံရင်ဖြစ်လာပါတယ်အခြေအနေတွေတင်းမာလာပြီးတော့ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါမှာတော့နတ်မောင်ကြီးကန်းလေးရဲ့စိတ်ထဲမှာအမှန်တရားကိုသိစိတ်ကနိုးထလာပါတယ်သူတငယ်ချင်းညီညီပေါ်မှာမဟုတ်မမှန်ဆွဆွဲရတာကိုလည်းမခံစားနိုင်တော့ဘဲနဲ့ဖခင်ဖြစ်သူဟာပါဇက်ပိတ်တာဘာမှမပြောနဲ့လို့ချင်းချောက်နေတဲ့ကြားရပဲဟင်းဖေဖေတာအမှန်တိုင်းပြောတော့မယ်အနီမေတော့ညီညီဘာမှမလုပ်ပါဘူးအဲ့ဒီပတ်စံတက်တာကိုကျွန်တော်ဖေဖေကခိုးပြီးဆိုင်နောက်ကခြုံမုတ်ထဲမှာဝှက်ထားတာပါလို့အမှန်တိုင်းဖွင့်ပြောလိုက်ပါတော့တယ်ဆိုင်ရှင်လည်းချက်ချင်းသွားရှာတဲ့အခါမှာတော့ပတ်စံတက်တာကိုပြန်တွေ့လို့အယမ်းဝမ်းသာသွားပြီးတော့
နတ်မောင်လေးမင်းတကယ်ကိုကလေးကောင်းလေးပဲအမှန်တိုင်းပြောပြပေးလို့ကျေးဇူးအများကြီးတင်ပါတယ်လို့ချီးကျူးလိုက်ပါတယ်ကြီးကန်းလင်မယားကတော့အမားပေါ်သားတဲ့အတွက်ရှက်လွန်းလို့ခေါင်းမပေါ်နိုင်ကြတော့ပါဘူးတွေ့လားသူတို့ဘာရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးပြီးအပြစ်မဲ့သူကိုဆွဆွဲရင်ဒီလိုပဲအဆုံးသတ်ရတာပဲမူသားဆိုတာကြကြဖုံးထားလို့မရဘူးလို့ခိုကြီးကဆုံးမှာပါတယ်အဲ့ဒီနောက်ဆိုင်ရှင်ကအမှန်တရားကိုအောင်နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ဆိုင်ထဲကငှက်တွေအားလုံးကိုလည်းအထူးခောက်ဆွဲပြုတ်တပွဲစီအလက်ကားကျွေးမွေးအပ်ခံပါတယ်နတ်မောင်ကြီးကန်းလေးကတော့အမလုံးမိလို့ရှက်ပြီးထောင်းတနေရာမှာအထီးကျန်စွာထိုင်နေတော့ညီညီစာကလေးကသူ့ရဲ့ခောက်ဆွဲပကံကိုယူလာပြီးတော့နတ်မောင်ရဲ့အနာကိုရောက်လာပါတယ်။နတ်မောင်မင်းဘာလို့တယောက်တည်းထိုင်နေတာလဲ။လာလေအတူတူခောက်ဆွဲစားရအောင်။ဒါပေမဲ့ညီညီရဲ့ငါမင်းကိုမဟုတ်မမှန်ဆွဆွဲခဲ့တာလေ။ကိစ္စမရှိပါဘူးတငယ်ချင်းဟာမင်းအချိန်မီအမှန်တိုင်းပြောပြီးအမကိုပြင်ဆင်ခဲ့တာပဲ။ဒါပေမဲ့နောက်တစ်ခါကျရင်တော့မင်းဖေဖေပြောတိုင်းအဲ့လိုမကောင်းတဲ့ပြုမှုမျိုးမလုပ်နဲ့တော့နော်။ညီညီကဖဲလဲတကင်းခွင်းလွတ်ပေးခဲ့ပြီးတော့နတ်မောင်ကလည်းနောက်နောက်အမြဲတမ်းအမှန်တိုင်းသာပြောဆိုပါမယ်လို့ကတိပြုလိုက်ပါတော့တယ်။ပုံမြင်လေးရဲ့တင်ငန်းစာကတော့မနာလိုစိတ်နဲ့မူသားစကားပြောပြီးအပြစ်မဲ့သူကိုဒုက္ခမပေးသင့်ပါဘူး။အမှန်တရားနဲ့ရိုးသားခြင်းလန်းစင်ရတာအကောင်းဆုံးဖြစ်ပါတယ်။အမှန်တရားဆိုတာဘလောက်ပဲနောက်ကျပြီးမှပေါ့။ဒီနေ့မှာတော့အားလုံးရဲ့ရှေ့မှာကိုမုတ်ချရောက်ရှိလာမှာဖြစ်ပြီးတော့အမြဲတမ်းအမှန်တရားအသာအောင်နိုင်မှာဖြစ်ပါတယ်။